ပဲ့ပြီမူပိုင်းရဲ့2026 everything မှာဘာတွေအကြီးကျယ်ပြောင်းလဲသွားမလဲဆိုတော့ကျွန်တော်ဒီလောက်ပြောပြပြပါမယ်ပထမဆုံးအနေနဲ့ဂိမ်းထဲဝင်ရင် lobby နေရာမှာခုလိုမျိုးပုံစံတွေ့မြင်ရနေပုံစံအသစ်ဖြစ်တဲ့ကျွန်တော်ခုပြထားတဲ့ပုံစံကိုပြောင်းလဲတွေ့မြင်ရမှာဖြစ်ပါတယ်အခုအနေနဲ့ mission ထဲဝင်တဲ့အခါမှာခုလိုမျိုးတွေ့မြင်ရတော့မှာမဟုတ်ဘဲနဲ့ပုံစံအသစ်ဖြစ်တဲ့ခုပုံစံကိုပြောင်းလဲတွေ့မြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ season ထဲဝင်တဲ့အခါမှာခုလိုမျိုးတွေ့မြင်ရတော့မှာမဟုတ်ဘဲနဲ့2026 upgrade မှာခုလိုမျိုးအများကြီးပြောင်းလဲတော့တွေ့မြင်အောင်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပွဲစားတဲ့အခါမှာခုလိုမျိုးတွေ့မြင်မှာဖြစ်ပြီးတော့2026အသစ်ထွက်တဲ့ upgrade မှာတော့လုံတင်းပုံစံအစားခုလိုမျိုးပြောင်းလဲသွားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ပွဲပြီးသွားတဲ့အချိန်မှာလည်းကျွန်တော်ခုပြထားတဲ့ title တွေ result တွေ ranking တွေကိုခုလိုမျိုးတွေ့မြင်ရမယ့်အနေအထားကနေပုံစံအသစ်ဖြစ်တဲ့ upgrade အသစ်မှာတော့ title ပုံစံအသစ် tier point ပုံစံအသစ်ကိုမှကိုယ်နဲ့ယူနှိမ့်လိုက်မယ်ဆိုရင်ခုလိုမျိုးတွေ့မြင်မှာဖြစ်ပြီးတော့ MV player ပုံစံကိုလည်းခုလိုမျိုးအများကြီးပြောင်းလဲသွားတာကိုတွေ့မြင်မှာဖြစ်တဲ့အပြင်အရင်ဒီလိုပုံစံကနေဒီလိုမျိုးပြောင်းလဲသွားတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ပတ်ချီမူပိုင်းရဲ့2026 average တင်မှာဘာတွေပြောင်းလဲသွားမလဲဆိုတာကို perform after ပုံစံနဲ့ပြထားပြီးတော့2026 average တင်မှာဘာတွေပြောင်းလဲသွားမလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်။အဲ့တော့အားလုံးပဲနောက်ပြီးပြန်တွေ့ပါမယ်။အားလုံးပဲဘိုင်ဘိုင်ပါ